Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဂျပန်ကိုပထမဆုံးလာတဲ့ဘလော်လေးပါပထမဆုံးဖြစ်တဲ့အတွက်ကားပေါ်ကနေဗီဒီယိုတွေရှောက်ရိုက်ခဲ့ပါတယ်ဒီမျိုးကတော့ဂျပန်ရဲ့ဖူကိုကဖြစ်ပါတယ်သင်္ဘောစိတ်ကံရဲ့ view ကလည်းအရင်မိုက်ပါတယ်ရထားလက်မလေးဝယ်ပြီးတော့ပထမဆုံးဂျပန်မှာရထားစားစီခဲ့ပါတယ်ရာသီဥတုကတန်နေတဲ့အတွက်ကြောင့်မလို့မြို့ရဲ့လာတွေကိုပထမဆုံးရှာသွားကြည့်ခဲ့ပါတယ်တနေ့ကအချိန်ကရတာနဲ့ရှောက်လေရင်နဲ့ဖူးကတောက်ပါဖို့ရောက်ရှိလာခဲ့ပါတယ်တနေ့ကရှောက်လေပြီဆိုတော့အိမ်ပြန်มาတော့မယ်ဘူတာမှာရထားဆောင်နေကြတဲ့လူတွေရဲ့ရထားရဲ့အလားတရားနဲ့လူတွေသွားလာလှုပ်ရှားနေတဲ့အမြင်ကွင်းကဟာခတာအေခီရဲ့ပုံရိပ်တစ်ခုလို့ထင်ပါတယ်နောက်တစ်နေ့မှာထင်ရနေရတဲ့နေရာကိုထပ်သွားခဲ့ပါတယ်ဖူကိုကမျိုးကနေတိုင်းလုံးကောင်းပြီးတော့တာယာတဲ့မျိုးတစ်မျိုးကိုကျွန်တော်တို့မြင်ပါတယ်ကျွန်တော်ရဲ့ဘလော့လေးကိုအဆုံးလေးကြည့်ပြီးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်